ဒီနေ့ကဘာကျော်နေတဲ့ Elvis Presley နဲ့ One more time, Scotty. One more time. All right. You got it. All right. You got it. Kaka Band တို့ရဲ့ထက်ကဂီတာတန်စင်တွေနောက်ွယ်မှာတမိုင်းကမေးလျော့နေတဲ့လိုဝက်ချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့ဒီဂီတာတွေဟာတစ်ချိန်တုန်းကမတိရှိသင့်ဘူးလို့အပယ်ခံခဲ့ရတဲ့အရာတွေဆိုတာပါပဲအားလုံးပဲမင်္ဂလာပါမစ္စတာဟာရီဖောချန်နေကနေမှပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြောပြမယ့်အကြောင်းအရာကတော့ကဘာကျော်အမှုပညာရှင်တွေသာမကမြန်မာအမှုပညာရှင်တွေပါကြိုက်နေတဲ့1996ခုနှစ်ဂျာမနီနိုင်ငံရဲ့မြို့ငယ်လေးတစ်မြို့မှာ Christian Frederick ဆိုတဲ့ကောင်လေးတစ်ယောက်မူဖွားခဲ့ပါတယ်။သူရဲ့မိသားစုကတော့လက်မှုပညာသည်တွေဖြစ်ပါတယ်။သူအသက်15နှစ်မှာဂီတာဆရာ Stafford စီမှာပညာသင်ကြားခဲ့ပြီးတစ်သားချောင်းလေးတွေကိုအသက်ဝင်အောင်လုပ်နိုင်တဲ့ထူးခြားတဲ့လက်မှုပညာသည်တူဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့သူရဲ့ရှေ့မှာတတိုင်းကြီးတစ်ခုရှိနေခဲ့ပါတယ်။အဲ့ဒါကတော့ violin maker အလုပ်သမားအစည်းအရုံးပဲဖြစ်ပါတယ်။ဒီအလုပ်သမားအစည်းအရုံးကသူတို့ကပဲဂီတာနဲ့သက်ဆိုင်တဲ့ဒုရိယာတွေကိုထုတ်လုပ်ပိုင်ခွင့်ရှိတယ်။မင်းတို့ပရိဘောဂသမားတွေမလုပ်ရဘူးဆိုပြီးမာတင်ရဲ့အိမ်မက်ကိုနီးမျိုးစုံနဲ့ပိတ်ပင်ခဲ့ကြပါတယ်။ကိုဝါဒနာကိုလုပ်ပိုင်ခွင့်မရတဲ့မာတင်ရဲ့ဘဝကတော့မရဲလို့ပါပဲ။ဒီလိုနဲ့1833ခုနှစ်မှာသူဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်။ငါရဲ့အိမ်မက်တွေကိုဒီအချုပ်နှောင်ကြားထဲမှာအသိမခံနိုင်ဘူးဆိုတဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ဒီလိုနဲ့ပဲမာတင်ဟာနယူးယောက်မြို့သစ်ကိုထွက်ခွာသွားခဲ့ပါတယ်။ပိုင်ဆိုင်မှုဘာမှမရှိပေမဲ့သူ့လက်ထဲမှာတော့ကဘာကြီးကိုတုံလုံးစေမဲ့လက်မှုပညာနဲ့အိမ်မက်တွေပါသွားခဲ့ပါတယ်။ American မြန်မာသူဟာဂီတာကိုလွတ်လပ်စွာဖန်တီးခဲ့တယ်။ဂီတာလောကကိုပြောင်းလဲစေခဲ့တဲ့ X-Bracing စနစ်နဲ့အတန်အကျယ်ဆုံး drag note ပုံစံကိုလည်းသူပဲစတင်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်အားလုံးသိကြတဲ့ Ed Sheeran ကိုယ်တိုင်လည်း Martin ဂီတာကိုကြိုက်နေတဲ့အပြင် Martin ဂီတာနဲ့လည်း collaboration များစွာလုပ်ခဲ့ပါတယ်။ Ed Sheeran Martin နဲ့ collaboration လုပ်ခဲ့တဲ့ဂီတာတွေကိုကျွန်တော်နောက်ဗီဒီယိုတစ်ခုမှာလုပ်ပေးသွားမှာဖြစ်ပါတယ်။ဒီနေ့ခေတ်မှာတော့ Martin ဟာဒေါ်လာ3သိန်းကျော်ဂီတာထုတ်လုပ်နိုင်ပြီးဂီတလောကရဲ့ဘရင်လို့တောင်တင်စားခေါ်ရလောက်အောင်မြင်လာခဲ့ပါတယ်။ Martin ရဲ့ဘဝကကျွန်တော်တို့ကိုသင်ခန်းစာပေးပါတယ်။ကျွန်တော်တို့ရဲ့အိမ်မက်ကိုပတ်ဝန်းကျင်ကလက်မခံဘူးဆိုရင်အဲ့ဒီပတ်ဝန်းကျင်ကိုပြောင်းလဲဖြစ်ဖို့မကြိုးစားပါနဲ့ကျွန်တော်တို့ရဲ့အိမ်မက်ကိုတန်ဖိုးထားတဲ့ပတ်ဝန်းကျင်ကိုသာရှာဖွေလိုက်ပါအပေကံဘဝကနေပြီးတော့ကဘာကျော်ဖြစ်လာဖို့ဆိုတာရဲရင်တဲ့ချစ်လန်းတလန်းပဲလိုတာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဒီလိုမျိုး knowledge sharing video လေးတွေသဘောကျရဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်သွားပြလို့ရပါတယ်နောက်ထပ်လည်းဘယ်လိုမျိုး knowledge sharing video တွေကိုလုပ်တဲ့ channel ဆိုတာကို comment ထဲမှာရေးသွားလို့ရပါတယ်ဒါအပြင် Martin Guitar နဲ့ပတ်သက်ပြီးတော့အချက်လက်ဒီထက်ပိုပြီး detail ကြသိချင်တယ်ဆိုရင်သူ့ရဲ့ official website channel မှာလည်းတွားရောက်ပြီးတော့ကြည့်လို့ရပါတယ်အားလုံးပဲ see you in the next video bye bye